အခုချိန်ကမက်လာဟာနွေရာသီကာလသို့ရောက်ရှိလာပြီးဖြစ်ရာပုံမှန်အားဖြင့်လျှက်စစ်စွမ်းအောင်ဝင်ကြီးဌာနသည်ဆယ်များမှာစုဆောင်းထားရှိတဲ့ရေများကိုဇွန်လအထိထိမ့်သိမ်းမောင်းနေပြီးဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက်စတင်ထိမ့်သိမ်းရမယ့်အချိန်ကာလဖြစ်တော်လဲတက္ကသိုလ်ဝင်စာမှုပွဲမကျင်းပမီနှင့်ကျင်းပချိန်အတွင်းကျောင်းသားကျောင်းသူများညပိုင်းစာကြည့်ချိန်နဲ့စာစစ်ဌာနများမှာလျှက်စစ်ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရန်အတွက်စုဆောင်းထားရှိတဲ့စေရေးများဖြင့်တိုးမြင့်ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ရပါတယ်။တို့ရမှာတက္ကသိုလ်ဝင်စာမှုပွဲပြီးစီးသွားတဲ့ရန်များမှစတင်ပြီးနွေရာသီအချိန်ဇွန်လအထိစဉ်ဆက်မပြတ်မျှတစွာဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နဲ့လက်ရှိအချိန်မှာရာသီဥတုပူပြင်းမှုကြောင့်ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကိုထိန်းညှိနိုင်ရန်အတွက်ဓာတ်အားထုတ်လုပ်နိုင်မှုနှင့်ချိန်ကြီးကအချို့သောနေရာအချိန်များမှာဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်းအစီအစဉ်များကိုမတ်လ18ရက်နေ့မှစတင်ပြုလုပ်ရမှာဖြစ်ပါတယ်။တဘာဝတံငွေရီ LNG သုံးဓာတ်အားပေးစက်ရုံများမှာထုတ်လုပ်တဲ့လျှက်စစ်ဓာတ်အားကိုဓာတ်ရိုက်လိုင်းဖြင့်ဓာတ်အားပေးတဲ့ဓာတ်အားလိုင်းများအားဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်းမပြုလုပ်ဘဲစဉ်ဆက်မပြတ်ဆက်လက်ဖြန့်ဖြူးပေးထားပါမယ်။တို့ဖြစ်ပါ၍လျှက်စစ်ဓာတ်အားထုတ်လုပ်ရနေခြင်းအရာဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်းဆောင်ရွက်ရမှုအပေါ်မိဘပြည်သူများအနေဖြင့်နားလည်ခွင့်လွှတ်ပေးပါရန်နှင့်လျှက်စစ်ဓာတ်အားကိုစနစ်တကျချွေတာသုံးစွဲပေးပါရန်လေးစားစွာဖြင့်မေတ္တာရပ်ခံပန်ကြားထားပါရရှင်။